နေလို့ရှိရင်လုံးဝအတွေ့အကြုံမရှိတော့တဲ့အခါမှာဒီလိုသိရတဲ့အာယုံကိုငါလို့မထင်တော့ဘူးပထမတော့ငါလက်ကပူနေတာလို့ထင်တာငါလက်ပူသုံးခုကိုတွဲထားတာနောင်တတိအင်မတန်ကောင်းလာတဲ့အခါမှာလုံးဝအတွေ့အကြုံမရှိပြစ္ဆုတ်ပံတကယ်တဲ့တဲ့အချိန်မှာငါလည်းမဟုတ်တော့ဘူးလက်လည်းမဟုတ်တော့ဘူးပူရာပဲရှိတော့တယ်ငါဆိုတဲ့ပြဉ္ညာကွာသွားပြီလက်ဆိုတဲ့ပြဉ္ညာလည်းကွာသွားပြီပူရဲဆိုတဲ့သဘာဝတစ်ခုကိုပဲသိနေရတော့တာအဲ့ဒါလို့ငါလည်းမဟုတ်လက်လည်းမဟုတ်ပဲပူရာကိုသိတဲ့အချိန်မှာပရမတ်ကိုသိတယ်ပြဉ္ညာမပါတော့ဘူးငါပူရာမဟုတ်တော့ဘူးလက်ပူရာမဟုတ်တော့ဘူးပူရာဟာပူရာပဲရုပ်အပေါ်မှာငါဆိုတဲ့အထင်မြင်မှားမှုဟာပျောက်သွားပြီအဲ့ဒီလိုပြစ္ဆုတ်ပံတကယ်တဲ့တဲ့အချိန်ပြဉ္ညာမပါပဲနဲ့ပရမတ်ကိုတကယ်သိတဲ့အချိန်မှာအမှန်ကိုသိတာပဲအမြဲတမ်းငါဆိုပြီးတော့ဆွဲလာတဲ့အဆွဲကြီးဟာအဲ့ဒီအချိန်မှာခဏလောက်ပျောက်သွားတယ်သိတဲ့စိတ်ကလေးရှိတယ်သိရတဲ့အာရုံရှိတယ်ကျန်တာဘာမှမရှိတော့ဘူးအဲ့ဒီလိုအတိအမြင်ဟာအင်မတန်ထူးဆန်းနေအဲ့ဒီအချိန်မှာဖြစ်နေတဲ့အတိညာဟာအင်မတန်နည်းနည်းတယ်အာယုံကရိုးတယ်သိရလည်းပဲရိုးရိုးလေးပဲသိတယ်သို့တော်လည်းဖြစ်ပေါ်လာတဲ့အတိညာကအင်မတန်ကြီးကျယ်တယ်အင်မတန်နည်းနည်းတယ်အဲ့ဒါလိုရိုးရိုးနဲ့နည်းနည်းသိအောင်တရားအားထုတ်ရတာပဲဆက်ဆက်ပြတ်ပြတ်သိဖို့ကြိုးစားနေတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့သဘာဝကိုအမှန်တိုင်းသိဖို့ပဲကြည်နေတာအဲ့ဒီလိုဘယ်အရာကိုကြည့်သဘာဝဖြစ်နေပဲမြင်နေပုဂ္ဂိုလ်တရားဖြစ်နေပဲမြင်တော့ဘူးအဲ့ဒီဉာဏ်ဆိုတာနည်းနည်းတော့ဉာဏ်မဟုတ်ဘူးနော်နာယုတ်ကိုကွဲကွဲပြားပြားပိုင်းခြားပြီးတော့သိတဲ့ဉာဏ်ဖြစ်သွားပြီအတွေ့အခေါ်တွေဘလောက်ပဲကြီးကျယ်နည်းနည်းတွေဖတ်ရှုနေအောင်တော့ဒီလောက်နည်းနည်းတဲ့ဉာဏ်မျိုးရဖို့ရမလွယ်ဘူးအဲ့ဒီဉာဏ်မျိုးရတဲ့သူဟာငကိုယ်တုန်းကသူသိထားတဲ့အတိအမြင်အထင်မှားမှုတွေဟာပျောက်ကုန်နေသူ့ရဲ့စိတ်နေစိတ်ထားပါတခါတည်းပြောင်းလဲသွားတယ်အတိဉာဏ်မှာပြောင်းသွားတယ်စိတ်နေသဘောထားအပြုအမူအတိအမြင်ပြောင်းလဲသွားတာပြောင်းလဲတာမှတကယ်ကိုတိတိတသာကြီးပြောင်းလဲသွားတာထိရောက်စူးစမ်းလို့ရှိရင်အဲ့ဒီလိုဉာဏ်မျိုးဖြစ်လာမယ်အဲ့ဒီအနတ္တဉာဏ်ကစိတ်ကိုအင်မတန်ချမ်းသာစေတယ်နော်ပြစ္ဆုတ်ပံမှာတဲ့နေတဲ့အကျင့်ကအမြင့်မြတ်ဆုံးအကျင့်ပဲအမြတ်ဆုံးဘဝပဲ